မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ PLC IO wiring ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပေါ့နော်ကျွန်တော်တို့ PLC တစ်လုံးမှာကျွန်တော်တို့မြင်တွေ့ရမယ့် input output တွေ wiring တွေကိုကျွန်တော်တို့အတူတူကလေ့လာကြည့်အောင်နော်ဟုတ်ပြီအဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့မလေ့လာခင်မှာ PLC ရဲ့ကိုယ်တယ်ပေါ်မှာရေးထားတဲ့ model ပေါ့နော်အဲ့ဒီ model အကြောင်းကိုကျွန်တော်တို့အရင်ဆုံးကြည့်အောင်နော်အဲ့တော့စက်ရုံတရုံမှာကျွန်တော်တို့ technician အနေနဲ့အလုပ်လုပ်ပြီဆိုလို့ရှိရင်ဒီစက်ရုံရဲ့ panel ဘောက်ကိုဖွင့်လိုက်တာနဲ့ PLC ဆိုတာကျွန်တော်တို့မဖြစ်မနေမြင်တွေ့ရမယ် device တစ်ခုဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒါဟာလေ့လာတင်တယ်ပေါ့နော်လေ့လာတင်တယ်စက်တလုံးလုံးရဲ့ main ပေါ့နော်စက်တလုံးလုံးကိုထိန်းချုပ်မဲ့ပစ္စည်းတစ်ခုပေါ့ဟုတ်ပြီနော် electrical ဘိုင်းနဲ့ပတ်သက်ပြီးတော့သူကအဓိကထိန်းချုပ်မယ် mechanical ဘိုင်းကတော့တတ်ပေါ့နော် mechanical ဘိုင်းမှာရွေးရှားနိုင်မဲ့ moving part တွေကိုသူကနေတစ်ဆင့် electrical power ပေးပြီးတော့ power output ထုတ်ပေးပြီးတော့ခိုင်းစေတဲ့ပစ္စည်းပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အရင်ဆုံးသူ့ရဲ့ဒီ model လေးကိုအရင်ဆုံးကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ model ကတော့အများကြီးလာတယ်ပေါ့အဲ့တော့လာတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကလေ့လာအောင်ပါပေါ့နော်အဲ့တော့အရင်ဆုံးလေ့လာမှာတော့ကျွန်တော်တို့စက်ရုံမှာဝင်လုပ်တဲ့အခါမှာ panel ထဲမှာတက်ဆင်ထားတဲ့အတိုင်းပေါ့နော် input output တွေသိဖို့လိုတယ်ပေါ့နော်အဲ့ဒါဒီမှာကျွန်တော်တို့က troubleshooting လိုက်တဲ့အခါမှာလည်းလွယ်ကူမယ်ပြီးရင်ပစ္စည်းတွေစားထုတ်လဲတဲ့အခါမှာလည်းလွယ်ကူမှာဖြစ်ပါတယ်နော်အဲ့တော့ model တွေအမျိုးမျိုးရှိတယ်ကိုအဆင်ပြေသလိုပေါ့နော်တစ်စင်ချင်းလေ့လာဖို့လိုအပ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ FH2N 60M ESUL တဲ့ရေးထားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်နော်အဲ့တော့နံပါတ်1က FH2N ဆိုတာဘာလဲဆိုတော့ series model ပေါ့နော်အဲ့တော့ model ကိုပြောချင်တာပေါ့နော်နံပါတ်2ကကျတော့16ဆိုတာဒီမှာ16เนาะ16 total IO point ပေါ့နော် IO ဆိုတာက input output ကိုပြောတာပေါ့နော် I က input O က output နောက်နံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင် AM ပေါ့နော် AM ဆိုတာက main unit ကိုပြောတာပေါ့အဲ့တော့ extension အနေနဲ့ပါဝင်တာမျိုးမဟုတ်ဘဲနဲ့ဒီ PLC ကဒီထဲမှာပဲ compact design ပေါ့နော် all in one လောက်ထားတာကိုပြောချင်တာပေါ့နော်အဲ့တော့ main unit ထဲမှာကျွန်တော် power supply တွေ CPU တွေIO device တွေအကုန်ပါပြီးသားပေါ့နော် IO ဘိုင်းတွေပါပြီးသား compact လောက်ထားတဲ့ all in one PLC အမျိုးအစားလို့ပြောချင်တာပေါ့နော်နောက်တစ်ခုကျွန်တော်တို့ R ပေါ့နော် M ပြီးတော့ R ကြတော့ output type output type ကဘာလဲဆိုတော့ relay output type ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က transistor type ဆိုလို့ရှိရင် T လို့ရေးမှာပေါ့နော် MT ပေါ့ MT ဆိုရင် transistor type R ဆိုရင် output type ပေါ့နော် M ဆိုရင် output relay type ပေါ့နော်ပြီးလို့ရှိရင် ES ဆိုတာရှိတယ် ES ဆိုတာက power supply and input specification လို့ပြောတာပေါ့နော်အဲ့တော့ power supply က100 to 240ပေးလို့ရတဲ့အမျိုးအစားเนาะ AC power supply ပေးရမယ်အမျိုးအစားလို့ပြောချင်တာပေါ့နော် E ဆိုတာ S ကတော့ input specification ပေါ့နော်အဲ့တော့ input specification ဆိုတော့ A0 to A7 ကိုပြောတာပေါ့နော်ဒါ input ပဲ channel ပေါ့အဲ့တော့အလွယ်မှတ်မယ်ဆိုကျွန်တော်တို့ H က input Y က output ပေါ့နော်အဲ့တော့ဒီ PLC ကတော့16 IO ဆိုတော့ input output စုစုပေါင်း16ခုရှိရလို့ပြောချင်တာဒီမှာရေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က0 to 7ရှိရပေါ့နော်0 to 7ဆိုတော့ input 8ခုဟုတ်ပြီနော်အဲ့တော့ဒီမှာလဲ Y0 to Y7 ဆိုတော့ output 8ခုနှစ်ခုပေါင်းတော့16ခုပေါ့နော်ဒါကိုပြောတာပေါ့နောက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်နော် input specification က H0 to H7 နော်အဲ့ဒါကိုရည်ညွှန်းတာပေါ့ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ S by S ပေါ့နော် SS ပေါ့မြင်းဆောင်လေးနဲ့အဲ့ဒါကအစင်ကီရောစိုးစီရောရတယ်လို့ပြောချင်တာပေါ့နော်အစင်ကီမဲ့33စိုးစီမဲ့33ပေါ့နော်ဘာ33ရတယ်ပေါ့နော်အဲ့တော့အစင်ကီစိုးစီဆိုတာတော့ဒါကျွန်တော်တို့ပြောရမယ်ဆိုတော့စင်ဆာတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် NPN တို့ PNP တို့ရွေးချယ်ပြီးသုံးရတာရှိတယ်ဒါအစင်ကီစိုးစီနဲ့ဆိုင်တယ်ဟုတ်ပြီနော်နောက်တစ်ခါ UL ပေါ့ UL ဆိုတာတော့ safety certified ပေါ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဒါထောက်ခံချက်ရထားပြီးသားပေါ့နော် safety ဖြစ်တယ်လို့ပြောချင်တယ်နော် safety certified ဖြစ်ပြီးသားပစ္စည်းပေါ့နော်အဲ့လိုပြောချင်တာပေါ့ဟုတ်ပြီအဲ့တော့ဒါကကျွန်တော်တို့ဒီ model လေးကိုလေ့လာလိုက်တာပေါ့နော်အချက်6ချက်ထွက်လာတာနော်နောက်တစ်ခါကျွန်တော်တို့ဒီဘက် channel ကိုကြည့်မယ်ဒီဘက် channel ကကျွန်တော် main power unit ဆိုတာကျွန်တော်ဒီမှာ L နဲ့ N နဲ့ပေါ့နော် power supply ပေးရမယ့် unit အကယ်၍ဒီနေရာမှာကျွန်တော်တို့က DC ဆိုရင်တော့24 volt ပေါ့နော်အပေါင်းနှုတ်နဲ့လာလိမ့်မယ်ဒီမှာတော့ L နဲ့ N နဲ့ရေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က AC power supply ပေးရမှာဖြစ်ပါတယ်နော်
အဲ့တော့100 to 240ပေးလို့ရတယ်ဒီပေါ့ပါနော်ဒါ power supply အဲ့တော့ဒီမှာ AC ရော DC လို့ရေးထားတာဒီဟာကကျွန်တော် AC ဖြစ်တဲ့အတွက်ဒီမှာ AC ပေးရမှာ DC ဖြစ်ခဲ့ရင်ဒီမှာ DC ပေးရမှာနော်ဒီကလေးကတော့အသင်းပေါ့အသင်း symbol လေးအဲ့နေရာမှာကျွန်တော်တို့က grounding ကြိုးနော်အကြိုးအစိမ်းကြားလေးပေါ့အစိမ်းဝါကြားကြိုးလေး symbol လေးနဲ့တွေ့ရတယ်ပေါ့နော်စက်ရုံလေးမှာအဲ့ဒါအသင်းကြိုးအဲ့ဒီကြိုးကိုအဲ့ဒီနေရာမှာထည့်ရမှာပေါ့နော်ဒါကတော့အသင်း ground ကြိုးပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် main power unit ပိုင်းအပြီးပါပြီနော် AC ကျွေးမယ်အထည့်မယ်နော်ပြီးလို့ရှိရင်ကျွန်တော် input wire ရင် A0 to A7 အဲ့တော့ A0 to A7 ကဒါ input wire ရင်ပေါ့နော်ပြီးရင်အဲ့မှာကျွန်တော်တို့ကထပ်ပြီးတော့ကြည့်ရမှာ24 volt DC စင့်မြင်းအောင်စုပ်နော် S မြင်းအောင် S ဆိုတာကစင့်မြင်းအောင်စုပ်လို့ပြောတာပေါ့နော်အဲ့တော့စင့်ကင်းသို့မဟုတ်စုပ်စီအစင့်ပြေသလိုသုံးပေါ့နော်ကြိုက်သလိုသုံးလို့ရတယ်လို့ပြောချင်တာနော်အဲ့တော့ S by S terminal အဲ့တော့ ambient မြင်းအောင် PNP အကယ်၍ကျွန်တော်တို့ကစင့်ကင်းကိုသုံးမယ်ဆိုလို့ရှိရင်တော့ ambient အမျိုးအစားကိုသုံးရမယ်နော်စံသာတွေသုံးမယ်ဆိုရင် ambient အမျိုးအစားကိုသုံးရမယ်ဆွတ်တရလာပဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအနှုတ်ထွက်တဲ့ဆွတ်တွေထည့်ရမယ်နော်ဆွတ်ထဲကိုအနှုတ်လိုက်ထည့်ပြီးတော့မှဒီ input A0 to A7 နော်အရှင်းပြေလို့ထည့်လို့ရတယ်နော်အကယ်၍ကျွန်တော်တို့က source ကိုသုံးမယ်ဆိုလို့ရှိရင်အပေါင်းထွက်တဲ့ဟာပေါ့နော်အဲ့တော့ဆွတ်ကနေထွက်မယ်ဆိုရင်အပေါင်းလိုက်ကိုဆွတ်ထဲထည့်ပြီးတော့သုံးရမှာပေါ့နော်သုံးပြီးတော့ကျွန်တော်ဒီ input ထဲကိုထည့်ရမှာအကယ်၍စံသာတွေသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစင်ကင်းသုံးမယ်ဆိုလို့ရှိရင် ambient စံသာကိုသုံးရမယ်ဆိုရင်သုံးမယ်ဆိုလို့ရှိရင် PNV စံသာကိုသုံးရမှာဖြစ်တယ်ပေါ့နော်ဒါစင်ဆိုသဘောတရားကိုကြိုက်တာယူသုံးလို့ရတယ်နော်ဟုတ်ပြီအဲ့မှာနောက်တစ်ချက်ရှိတာဗာလဲဆိုတော့ကျွန်တော်တို့အကယ်၍များပေါ့နော်ကျွန်တော်စင်ကင်းကိုသုံးမယ်ဆိုလို့ရှိရင်ဒီ SS ဆိုတဲ့နေရာနဲ့ကျွန်တော်တို့ဒီ24 volt ဆိုတဲ့ဟာနဲ့ချိတ်ပေးရနော်ကျိုးတစ်ချောင်းကူးပေးရဟုတ်ပြီနော်အဲ့တော့နောက်တစ်ခါကျွန်တော်တို့ကစိုးစင်းပေါ့စိုးစင်းသုံးမယ်ဆိုလို့ရှိရင်စိုးစည်းသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ0 volt နဲ့နော်0 volt နဲ့ကျွန်တော်တို့ဒီကောင်နဲ့ကူးပေးရနော်အဲ့ဘာလို့ကူးပေးရလဲဆိုတော့ကျူးလူပင်ကူးပေးရမှာဘာလို့ကူးပေးရလဲဆိုတော့ကျွန်တော်ရှင်းပြမယ်နော်အဲ့တော့ PLC ရဲ့အတွင်းထဲမှာကျွန်တော်တို့က standby supply တစ်ခုအနေနဲ့နော်အပေါင်းဖြစ်ဖြစ်အနှုတ်ဖြစ်ဖြစ် common အနေနဲ့ရှိနေဖို့အတွက် internet circuit မှာရှိနေဖို့အတွက်ထည့်တာပေါ့နော်အဲ့တော့ဒီနေရာကနေကျွန်တော်တို့ကဒီထဲကိုထည့်လိုက်တယ်ဆိုလို့ရှိရင်ဒါ single အတွက်သုံးလို့ရတယ်အထဲထဲမှာကျွန်တော် internet circuit ထဲမှာအပေါင်းဖို့ကဓာတ်ရိုက်ရောက်နေပြီနော်အပေါင်းဖို့ဓာတ်ရိုက်ရောက်နေပြီအဲ့လိုအနေထားမှာကျွန်တော်တို့ခလုတ်သို့မဟုတ်စံစာကနေပြီးတော့ output ambient ပေါ့နော် ambient ဆိုအနှုတ်ထွက်မှာပေါ့အနှုတ်ဝင်လာပြီဆိုလို့ရှိရင်ဒါ circuit balance တစ်ပတ်ပြည့်သွားပြီအဲ့တော့ဆိုကြပါစို့ကျွန်တော်တို့ကစံစာတစ်လုံးပေါ့စံစာတစ်လုံးကနေပြီးတော့ကျွန်တော်တို့ output ထွက်လာတာက single တွက်လား sourcing တွက်လားပေါ့နော်ကျွန်တော်တို့က single တွက်သုံးမယ်ဆိုလို့ရှိရင်စံစာတစ်လုံးကထွက်လာမဲ့ output ဒီအနှုတ်ဖြစ်ရမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ internet အတွင်း circuit မှာကျွန်တော်တို့ကအပေါင်းလိုင်းကဒါရိုက်ရောက်နေဖို့လိုတာပေါ့နော်အဲ့တော့24 volt နဲ့ဒါကြောင့်မို့လို့ဒီနေရာနဲ့ထည့်တာပေါ့နော်အကယ်၍ကျွန်တော်တို့အစိုးစီးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြင်ပ external device ကနေ switch တွေကနေလာတဲ့ဟာဒီအပေါင်းဖြစ်ရနော်အပေါင်းဖြစ်ရမယ်ဘာလို့ဆိုတော့ကျွန်တော်အထဲထဲမှာကတော့ကျွန်တော်0 volt အနှုတ်ဖို့ပေါ့နော်နှုတ်ဖို့အထဲထဲကိုတိုက်ရိုက်ထည့်တာမှာနော်ဒီကောင်ဒီလိုကူးထားတာဒါကစိုးစီးပေါ့နော်စိုးစီးသုံးမယ်ဆိုလို့ရှိရင်ဒီတစ်ခုကိုပေါင်းထားတာဖြစ်တဲ့အတွက်အနှုတ်ဖို့ဒီ PLC ရဲ့အတွင်း circuit ထဲမှာ standby အနေနဲ့ရှိနေမှာပေါ့နော်အဲ့တော့ပြင်ပလာတဲ့ကျွန်တော်ဆွတ်သုံးမှုစံသားလာတဲ့ဟာဒီ PNB ဖြစ်တဲ့အတွက် output အပေါင်းထွက်မယ်ဆိုတော့ဒါ circuit balance အလုပ်လုပ်ပြီပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်တော့နားလည်မယ်လို့ထင်ပါတယ်နော်မခက်ပါဘူးဒါဖြည်းဖြည်းချင်းကျွန်တော်တို့လေ့လာလို့ရတယ်နော်ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ input chain sinking နဲ့ sourcing ပေးရမယ်ပါရယ်ပြီးရင် power supply ပေးရမယ်ပါရယ်ဒါပြီးသွားပြီပေါ့နော်ပြီးသွားဆိုဟုတ်ပြီ output chain ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါကကျွန်တော်တို့ relay output ပေါ့နော် Y0 to Y7 ရှိတယ်နော် Y7 ရှိတယ်ဆိုတော့ကျွန်တော်တို့ကအကယ်၍များပေါ့ output ကိုကျွန်တော်တို့ကဒီကထွက်တဲ့ output ကို AC သုံးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ line ကျိုးကိုဒီ Y ထဲမှာထည့်မှာပေါ့နော် Y0 ထဲမှာထည့်ပြီးရင်ဒီ Y0 ကနေကျိုးတစ်ချောင်းထုတ်ပြီးတော့ magnetic controller တော့၎င်း relay တော့၎င်းပေါ့ AC supply ပေါ့ပေးမှာပေါ့နော်အဲ့တော့ AC magnetic controller ကိုပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကနေပြီးတော့ဒီ Y0 ထဲကိုကျိုးထည့်မယ် Y0 ကကျိုးတစ်ချောင်းထုတ်ပြီးတော့ magnetic controller ကိုသွားမယ်နော်
အဲ့လိုသဘောပေါ့အကယ်၍များကျွန်တော်တို့က DC device တွေကိုထိပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Y0 နေရာမှာကျွန်တော်တို့က24 volt ထည့်မှာပေါ့နော်24 volt သုံးမယ်ဆိုလို့ရှိရင် Y0 မှာ24 volt ထည့်မယ်နော်အဲ့တော့ဒီဘက်အောက်က Y0 ကနေပြီးတော့ကျိုးတစ်ချောင်းထုတ်ပြီးတော့အောက်ဘက်အနေနဲ့ကျွန်တော်တို့24 volt relay ပေါ့စသဖြင့်ပေါ့နော်အဲ့လို device တွေကိုပေးမှာဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံနဲ့ကျွန်တော်တို့က Y7 အထိပေါ့အောက်ဘက်9ခုအထိသုံးလို့ရတယ်အဲ့တော့ IO တွေကကျတော့ကျွန်တော်တို့ကကိုသုံးမဲ့လုပ်ပုံမူတည်ပြီးတော့ပေါ့နော်တွက်ချက်ပြီးတော့ဝယ်ယူရတာဖြစ်တယ်ပေါ့အဲ့တော့ကိုသုံးမဲ့လုပ်က input 9ခုနဲ့လောက်လာပေါ့နော်နောက်တစ်ခါ output 9ခုနဲ့လောက်လာဒါကိုချိန်ဆရမှာအကယ်၍အဲ့ထက်များတယ်ဆိုရင်တော့ကျွန်တော်တို့ဒီထက် IO များတယ် PLC ကိုသုံးအောင်မှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါကတော့ဒါအခြေခံအကြောင်းအရာလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်နော်ဒါ PLC ကိုကျွန်တော်တို့စတင်ပြီးလေ့လာတဲ့အခါပေါ့နော်ပြီးတော့ကျွန်တော်စက်ရုံထဲမှာလုပ်တဲ့အခါမှာလည်းကိုယ့်ရှေ့မှာဒီဟာတွေမြင်နေရတယ်ပေါ့နော်မြင်နေရတဲ့အခါကျတော့ H ဆိုတာဘာလဲ Y ဆိုတာဘာလဲ wire တွေကဘယ်လိုချိတ်ဆက်ထားတာလဲဆိုတာကိုအလွယ်တကူသိနိုင်မှုအတွက်ပေါ့နော်ကျွန်တော် sharing ပြန်လုပ်ပေးတာဖြစ်ပါတယ်ဒါကတော့အခြေခံပေါ့နော် PLC ကိုယ်တိုင်မှာမြင်နေရတဲ့အခြေခံ wiring ပုံစံပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့အဲ့တော့ဒီ wiring ကိုကျွန်တော်တို့နားလည်ထားမယ်ဆိုလို့ရှိရင်ဒီ wiring သဘောတရားကိုကျွန်တော်တို့သိထားမယ်ဆိုလို့ရှိရင် trouble shooting လုပ်တဲ့အခါပဲဖြစ်ဖြစ်ကျွန်တော်တို့ပစ္စည်းတွေ device တွေလဲတာပဲဖြစ်ဖြစ်ဥပမာကျွန်တော် sensor တွေတက်မယ်လဲမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ပေါ်မှာရှိရကျွန်တော်တို့ magnetic controller တွေလဲမယ် solenoid bar တွေလဲမယ် pneumatic solenoid တွေလဲမယ်စသဖြင့်ပေါ့နော်လုတ် site မှာရှိတဲ့ device တွေကိုလဲတဲ့အခါမှာဆိုလို့ရှိရင်အောက်ပေါ်ဘယ်ကလာတာလဲ Y0 ကလာတာ Y1 ကလာတာ Y2 ကလာတာစသဖြင့်ဒီ wiring ကိုနားလည်ထားတယ်ဆိုလို့ရှိရင်ဒါအလွယ်တကူကျွန်တော်တို့လဲတက်ဆက်နိုင်မှာဖြစ်ပါတယ်နော်ဟုတ်ပြီအားလုံးပဲအဆင်ပြေပြေလေ့လာနိုင်ကြပါစေ